မင်းကလေးမသိထားတာကအဲ့ဒီလုတ်ဖို့ကင်ဖက်လူငယ်လေးဟာသူ့ရဲ့မူရင်းအဆင့်တန်းကိုဖုံးကွယ်ထားတာပါတကယ်တော့ကုမ္ပဏီပိုင်ရှင် boss ဟာသူ့ရဲ့ဦးလေးရင်းဖြစ်နေပါတယ်နောက်နေ့မနက်9 နာရီမှာမင်းကလေးနိုးလာတဲ့အခါ boss ကတူကိုလာနိုးရင်မင်းကလေးကိုအိတ်ခမ်းထဲမှာတွေ့သွားတော့နှစ်ယောက်လုံးမြင့်တက်သွားကြတယ် boss ကမင်းကလေးကိုအထင်လွဲသွားပြီးတခြားအခန်းမှာအိတ်နေတဲ့တူကိုခေါ်ပြီးညကဘာဖြစ်ခဲ့တာလဲလို့စစ်ဆေးပါတော့တယ်ပြီးတော့မင်းကလေးအတွက်တာဝန်ယူဖို့ပါပြောတော့တာပေါ့တူကတော့ဘာမှနားမလဲပဲဒီမနက်မှဦးလေးဖြစ်သူကဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲဆိုပြီးအမြန်ပဲရှောင်ထွက်သွားပါတယ်သူကမင်းကလေးကိုတွားကြည့်တဲ့အခါလူဖြစ်ပြန်ရောက်နေတာကိုတွေ့ပြီးဘာတွေဖြစ်နေတာလဲလို့မေးမြန်းပါတော့တယ်မင်းကလေးကလည်းသူမရဲ့မိသားစုချိန်စာအကြောင်းအသေးစိတ်ကိုဖွင့်ပြောလိုက်ပြီးလှုပ်ဝက်ထားပေးဖို့တတိပေးလိုက်တယ်မင်းကလေးချိန်စာပြအောင်ကူညီဖို့အတွက်လူငယ်လေးကသူဟာ boss ရဲ့တူဖြစ်ကြောင်းဖွင့်ပြောလိုက်ပြီးနောက်နေ့မှာကူညီပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူကညစာစားပွဲတစ်ခုစီစဉ်ပြီးမင်းကလေးကသူ့ကိုကူညီခဲ့ပုံတွေကိုဦးလေးဖြစ်သူကိုပြောပြလိုက်တယ်ကျေးဇူးဆက်တဲ့အနေနဲ့သူမကိုညစာဖိတ်ကျွေးတာလို့ပြောတာပေါ့သူတို့နှစ်ယောက်ဟာကြိုတင်စီစဉ်ထားတဲ့အတိုင်း boss ကိုတလက်စီအရက်တိုက်ကြပြီးဒီညမှာသူ့ကိုအပြတ်မူးအောင်လုပ်ဖို့ဆုံးဖြတ်ထားကြပါတယ်မကြခင်မှာပဲ boss ဟာစပွဲပေါ်မှာမလုံးမရှက်မှောက်သွားပါတော့တယ်လူငယ်လေးကသူ့ဦးလေးကိုဟိုတယ်စီအမြန်ပို့ပေးပြီးဒီညတော့အောင်မြင်အောင်လုပ်ပါလို့မင်းကလေးကိုပြောပြီးထွက်သွားတယ်မင်းကလေးကတော့တစ်ချက်လေးနမ်းလိုက်ရုံနဲ့သူမရဲ့ပျော်ရွှင်စရာဘဝလေးပြန်ရတော့မယ်လို့တွေးပြီးဝမ်းသာနေတာပေါ့တကောင်ရဲ့အချိန်ကြီးကပ်လာတဲ့အခါသူမဟာ boss ရဲ့ရင်ခွင်ထဲကိုခုံဝင်လိုက်ပါတယ်သူမချိန်စာကိုခြေဖြတ်နိုင်ပါမလား